ကျောင်းသွားပို့ပေါ့နော်ပြီးရင်ဖះကျောင်းတစ်ခါလေးသွားဖះရှိခိုးပြန်လာ breakfast ကလေးစားဖို့လုပ်တယ်ထီးရမ်းကြိုက်တယ်ဒီရနဲ့နေလဲစားဒီနေ့တော့အမေသားနဲ့အာလူချက်မယ်မိုးရရမ်းရွာနေတယ်ဆိုတော့ဒါချက်မင်းဟာလေးပေါ့နော်ဒီနေ့ကမိုးက100%လောက်ရွာနေပါတယ်ပြင်မှာအရန်အေးပြီးတော့မိုးလေးတွေလည်းအရန်ဆူရွှဲပြီးတော့ပေါ့နော်ဒီလိုမျိုးလေးသွားရလာရတာတော့နည်းနည်းခက်တာပေါ့နော်မိုးတားဆိုတဲ့ခါကျတော့โอเคစားချက်တော့မယ်နော်ဆိုတော့ပြောတဲ့အတိုင်းမှာအမဲသားလေးတွေနဲ့ပေါ့နော်ဟိုစာပလာလေးတွေရောပြီးတော့ခင်းရတော့ချက်သားပေါ့နော်ချက်သားကတော့ပေါင်ချမ်းပေါ့ပြထားတယ်အဲ့ဒီလေးချက်မယ်အော်မိုးကတိတ်ကိုမတိတ်နိုင်တော့တော့ကိုရွာတယ်တနေ့ကုန်ကိုရွာတယ်တညာလုံးကိုရွာတယ်ဆိုတဲ့အခါကျတော့ကိုကကြီးလေးရမ်းကြိုက်တော့ဒီနေ့မပါသွားနေပါတော့မိုးအေးအေးလေးနေစူလာပါပြီပြန်လာကြည့်လိုက်ကြီးလေးတောက်လိုက်ပေါ့နော်ဒီခင်းလေးပြန်တဲလိုက်ချိုးခိုင်းနေတုံးချင်းလေးလောက်ခိုင်းနေဒီတို့ဒီ pomegranate ပေါ့နော်အတီးဒီမျိုးအဲ့ဒါလေးတွေကျွေးတယ်။ညာဒီလိုနဲ့တို့လည်း relax လုပ်ကြတာပေါ့နော်။ Okay thank you